မင်္ဂလာပါရှင်ဒီနေ့မိမိကတော့ဘောနော်စီဗီမန်လာပြီးတော့မိမိကိုမိရဲ့အခောက်ရွှေဆိုရင်ရောဘောနော်အခောက်ရွှေနဲ့ဆွဲကျွတ်လို့ရင်ရောအခောက်ရွှေနဲ့လက်ကောက်လို့ရင်ရောအခောက်ရွှေနဲ့လက်စွပ်လီလို့ရင်ရောအရောဒလက်ခပေးရလားအရောဒလက်ခပေးရလားဆိုမှခဏခဏလာမေးကြတယ်ဒီမိကုန်းလေးကိုဖြည့်ပေးနေချင်တာလည်းကြာပြီပေါ့နော်အခုဒါအားရရဲ့လေးရှိလို့မိကုန်းလေးကိုဖြည့်ပေးလိုက်မယ်ရှင်ဥပမာအနေနဲ့ပြောမယ်ဆိုရင်ဘောနော်ဒီမဲ့ဒါမိမိအခောက်ရွှေအသုံးလေးပြပေးမယ်တွေ့ရလားရှင်ဒီမဲ့အခောက်ရွှေအသုံးလေးပါဒါလို့အကယ်ဒမီခောက်အသုံးလေးပေါ့နော်အကယ်ဒမီခောက်အသုံးလေးဒါတရားရခိုင်လုံးအသုံးလေးပေါ့နော်တရားရခိုင်လုံးရွှေအသုံးလေးဒီလိုအသုံးလိုက်ဝယ်မယ်ဆိုရင်တော့မိမိတို့ကဒါအရောတဲ့မပေးရပါဘူးရှင်ဒါကတော့လူတိုင်းသိပြီးလောက်ပိုင်းနော်ဒီအသုံးလိုက်ဝယ်မယ်ဆိုတော့ရောတဲ့မပေးရပါဘူးဒီလိုအသုံးလိုက်မှဆွဲဒီလိုအသုံးလိုက်မှမဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုကျိုးလေးတွေပေါ့နော်ကိုလိုချင်တဲ့ဒီဇိုင်းလေးတွေမိလိုချင်တဲ့ဒီဇိုင်းလေးပေါ့နော်ဒီလိုကျိုးလေးတွေဒီလိုဆွဲကျိုးလေးတွေပေါ့နော်ဒီအမျိုးစုံပေါ့ရှင်လက်ကောက်လေးတွေငကက်လေးတွေပေါ့နော်ကိုလိုချင်တဲ့ဒီဇိုင်းလေးတွေလုပ်မယ်ဆိုရင်တော့အရောတွက်လက်ကပေးရမှာဖြစ်ပါတယ်ရှင်ဒါကဒီဇိုင်းပေါ်မူတည်ပြီးတော့မှအရောတွက်လက်ခပေးရမှာပါတချို့တလေဒီစတိလက်ကောက်တို့စတိဒီရဲ့အကျင်းတွေလေးပေါ့နော်စတိလက်စွပ်တို့ဆိုလို့ရှိရင်တော့ဒါလက်ခ sorry အရောတွက်မပေးရအောင်လက်ခလေးပဲပေးရတဲ့အထည်လေးလည်းရှိပါနဲ့ရှင်သူကဒီဇိုင်းမျိုးမျိုးပေါ့နော်ဒီဇိုင်းပေါ်မူတည်ပြီးအရောတွက်လက်ခပေးရတာဖြစ်ပါတယ်ဘာဖြစ်လို့အရောတွက်လက်ခပေးရတာလဲဆိုလို့ရှိရင်ဒါမိမိတိတက်လောက်ရှင်းပြပေးမယ်ပေါ့နော်ဥပမာမိမိလို့ကရှင်ဒီရဲ့အတုံးကြီးပေါ့နော်ခဏနေမြင်ပြလိုက်ရတာအခောက်တုံးကြီးပေါ့အခောက်တုံးကြီးဥပမာလက်မှာဆွတ်မှာဆိုလို့ရှိရင်လည်းဒါလက်ဆွတ်လုပ်မယ်ဆိုလို့ရှိရင်လည်းဒီလိုကြီးစင်ဒါတေးပင်နဲ့ပတ်ထားမယ်နော်ဒီလိုစင်လည်းဒါမလှဘူးပေါ့နော်ကဲလက်ကောက်လုပ်မယ်ကဲလက်ကောက်ဆိုလို့ရှိရင်ဒီလိုအတုံးလိုက်ကြည့်အရောရလက်ခတကယ်လို့မပေးရဘူးဆိုရင်ပေးရတယ်ဆိုရင်အဲ့လိုရှင်းပြရဖြစ်ပါတယ်နော်ဒါဆိုရင်ဒါတေးပင်နဲ့ပတ်ထားလိုက်ပြီဒီတုံးလိုက်ကြည့်ဒါဆိုရင်ကြည့်မကောင်းဘူးနော်မင်းတို့ရွှေတော့မှန်တယ်အခောက်ကတော့မှန်တယ်ဒါပေမဲ့ကြည့်လို့မကောင်းဘူးကြည့်လို့လည်းမလှဘူးပေါ့ရှင်မိမိတို့ကဒါရွှေဆိုလို့ရှိရင်ဒါဆိုရင်တော့စုဖို့ပဲကောင်းတယ်ပေါ့နော်ဝတ်ဖို့အဆင်မပြေဘူးပေါ့ရှင်အဲ့ဆိုမိမိတို့ဒီလိုဆွဲကြိုးလေးတွေဒီလိုဆွဲကြိုးလေးကိုလိုချင်တဲ့ဒီဇိုင်းလေးကိုချင်တဲ့ဒီဇိုင်းလေးတွေကိုဒါလုပ်ရတာဖြစ်တယ်အဲ့ဒီအတွက်ဒါမိမိတို့ဆိုင်တဲ့မားတွေကလည်းဒါပရင်ဆရာအောင်ပေါ့နော်ပရင်ဆရာအောင်အိုက်ရတယ်အဲ့ပရင်ဆရာအောင်ကဲရောကျမကိုမှာဒါ10ထားတော့မှထားပါတော့ကဲကျမကိုဒါဆွဲကြိုးလေးကဘယ်လိုဒီဇိုင်းလေးငကက်လေးကဘယ်လိုဒီဇိုင်းလေးလက်စွပ်လေးကဘယ်လိုဒီဇိုင်းလေးအခောက်တရရခိုင်နှုံးလေးပဲလုပ်ပေးနော်ဆရာကြီးဆိုရင်ကဲအဲ့လိုမျိုးဆိုလို့ရှင်ကိုကအလိုက်တဲ့အချိန်ကြလို့ရှိရင်ဒါပရင်ဆရာကလည်းသူတက်တဲ့ကျွမ်းကျင်တဲ့ပညာရင်းနဲ့ပေါ့နော်ဒီကဲဆွဲကြိုးလေးရလာပြီကဲဒီမှာဆွဲကြိုးလေးရလာပြီဥပမာအနေနဲ့ပြပြတာကဲဆွဲကြိုးလေးရလာပြီဆွဲကြိုးလေးရလာပြီအဲ့လိုလုပ်ပြီးတော့ရဆိုလို့ချင်းကျမတို့ဒီဆိုင်နေအနေနဲ့ပေါ့နော်ပရင်ဆရာကိုအရောအတွက်ဆိုပြီးမှပေးရတယ်အဲ့ဒီအရောအတွက်ဆိုတာအမှန်တကယ်တော့ပရင်ဆရာရဲ့ဒါပညာတန်ကြီးပေါ့နော်ဒါမိမိသိတဲ့လောက်ပြပြတာဖြစ်ပါတယ်ရှင်ဘာဖြစ်လို့ပရင်ဆရာရဲ့ပညာတန်ကြီးလို့ပြောလဲဆိုရင်ဒါပရင်ဆရာကြီးတယောက်ဖြစ်ဖို့နာအတွက်သူတို့လည်းနှစ်တည်းအများကြီးပေးဆက်ခဲ့ရပါတော့နော်ဒီပညာသင်ဖို့နာအတွက်နှစ်တည်းအများကြီးပေးဆက်ခဲ့ရဖြစ်တယ်သူတို့ကိုလည်းသူတို့ရဲ့ဝမ်းစာသူတို့ရဲ့ပညာတန်ကြီးကိုပေးရမှာဖြစ်ပါတယ်ပရင်ဆရာကိုဥပမာပေါ့နော်ဒီဆွဲကြိုးတကုန်းကိုဒါ2ရွေးပေးရတယ်3ရွေးပေးရတယ်ဆိုလို့ရှိရင်ဆိုင်နေကနေပြီးတော့မှဒီပုံမှာပတ်စင်းနေပြန်ယူပြီးတော့ပေါ့နော်ပရင်ဆရာကို2ရွေးပေးရတယ်ဆိုရင်ကိုယ်ဆိုင်ကနေပြီးတော့2ရွေးယူပြီးတော့3ရွေးချက်နဲ့3ရွေးချက်ပတ်စင်းနေပြန်နေပြီး3ရွေးချက်နဲ့ပြန်ရောင်းချတာတို့ဘာလို့ညဒါလိုမျိုးလေးလောက်တာဖြစ်ပါတယ်ရှင်အရောတော့လက်ခဆိုတာဘာလေးလဲဆိုရင်အခုလောက်ဆို TV လောက်ပိုင်နော်မြင်ပြောချင်တာကအသုံးလိုက်ကြီးဝယ်ရင်တော့အရောတော့မပေးရဘူးအဲ့လိုပါမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ဒီဇိုင်းလေးတွေဆွဲကြိုးလေးတွေငကက်လေးတွေလိုချင်နေဆိုရင်တော့အခောက်ကိုပဲလို့မီလင်းကိုပဲလို့15ဘဲကိုပဲလို့73ဘဲရေပဲလို့14ဘဲ2ပြားရေပဲလို့အရောတော့လက်ခပေးရမှာတိကျပါလေရှင်ကျေးဇူးများကြီးတင်ပါတယ်ကွာရှင်နဲ့ပတ်သက်ပြီးတည်တင်တာရှင်မင်းစီမှာအမနာရနာပေးပါရှင်သူတို့များမြေတ္တနဲ့ပြန်လည်ပြီးတော့ချိတ်လို့မှဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်